Nike ကကျွန်တော်တို့မနစ်တုံးကသူ့ရဲ့ဝင်ငွေဒီဒေါ်လာ51ဘီလီယံရှိတယ်လို့ပြောတယ်ထူးဆန်းတာတစ်ခုက Nike ရဲ့မနစ်ကကြော်ညာတွေအားလုံးလိုမှာရှူးဖက်နဲ့အကြောင်းမပါဘူး Nike ကဖက်နဲ့ကိုအသားပြီးတော့မကြော်ညာပဲဘာကြောင့်ဒီလောက်ရောင်းအားတွေတက်တာလဲ Nike ကကျွန်တော်တို့ brand တော်များများလုံးလေးမရှိတဲ့အရာကိုလုပ်တယ်သူကဒီလိုတွေးတယ်လူတွေကဖက်နဲ့ကိုလိုချင်တာမဟုတ်လူတွေကတကယ်ကိုပြိုင်ပွဲဝင်တယောက်လိုကစားသမားတယောက်လိုခံစားချင်တာဖက်နဲ့ကိုစီးတဲ့သူတွေကသူတို့လုံနိုင်ကြောင်းသူတို့တကယ်ကြီးကို powerful ဖြစ်ကြောင်းသူတို့ရက်တန့်လို့မရကြောင်းအဲ့ဒီခံစားချက်ကိုခံစားချင်တယ်လို့သူတို့ကသိတယ်အဲ့ဒီတော့ Nike က shoe ဖက်နဲ့ရောင်းမဲ့အစားအဲ့ဒီ feelings တွေကိုပဲရောင်းတယ်အဲ့ဒါကို identity marketing လို့ခေါ်ပါတယ်ဒီနီလန်းကကျွန်တော်တို့ industry ဘောင်းစုံကျွန်တော်တို့ product မျိုးစုံမှာလုပ်လို့ရပါတယ်အဲ့တော့ product ဆိုရင်ကျွန်တော်တို့ဒီ product ကြီးကိုပဲပြပြီးတော့ရောင်းနေတာကိုရပ်ပါတော့